မင်္ဂလာပါပရိသတ်ကြီးရဲ့ကျွန်တော်ရဲ့သဘာဝရေးလက်ဆောင်များ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ season မှာတော့ကျွန်တော်တို့အားလုံးရဲ့အကြိုက်ဆုံးအထူးသဖြင့်ຫນွေရာသီမှာမရှိမဖြစ်လိုအပ်တဲ့သစ်သီးတစ်မျိုးအကြောင်းပြောပြပေးသွားမှာပါအနီရောင်အသားအရေးရွှမ်းပြီးချိုမြင်တဲ့အရာသာနဲ့အပူဒဏ်ကိုတခဏချင်းပြေပြောက်စေတဲ့အဲ့ဒီအသီးကတော့ဖယဲသီးပဲဖြစ်ပါတယ်ဖယဲသီးကိုလူတိုင်းကစားသုံးဘူးကြပေမဲ့သူ့ရဲ့နောက်ွယ်ကကျမ်းမာရေးအစွမ်းထက်မှုတွေဆေးဘက်ဝင်မှုတွေကိုတော့တည်တည်ချာချာသိရှိကြမှာမဟုတ်ပါဘူးဒီနေ့မှာတော့ဖယဲသီးစားသုံးခြင်းဟာဘာကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ကျမ်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကိုအချက်နားချက်နဲ့တကွာအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ရေဓာတ်နဲ့တဘာဝ electrolyte ဖြည့်စွက်မှုပထမဆုံးအချက်ကတော့ဖယဲသီးရဲ့ထင်ရှားကြော်ကြားတဲ့ဂုဏ်သတိရေဓာတ်အစွမ်းပါပဲဖယဲသီးမှာ90%ခန့်ဟာရေဓာတ်နဲ့ဖွဲ့စည်းထားတာကြောင့်ရိုးရိုးရေထောက်ရတာကိုညင်းငွေသူတွေအတွက်တော့တဘာဝကပေးတဲ့အချိုးရည်လိုပါပဲအထူးသဖြင့်အပူဒဏ်ကြောင့်ချွေးတွေထွက်တဲ့အခါခန္ဓာကိုယ်ကနေရေဓာတ်တင်မကပဲဆိုဒီယမ်နဲ့ပိုတက်ဆီယမ်လို့ electrolyte ဓာတ်စားဓာတ်တွေပါဆုံးရှုံးသွားတာကြောင့်ဖယဲသီးကိုစားသုံးခြင်းခေဒီဓာတ်စားဓာတ်တွေကိုအချိုးအစားမှန်မှန်နဲ့ပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်ဒါကြောင့်ဖယဲသီးဟာအပူရှက်ခြင်းကိုကာကွယ်ပေးနိုင်သည့်အပြင်သွေးလည်ပတ်မှုကောင်းမွန်စေပြီး cell တွေကိုအာဟာရပို့ဆောင်ပေးဖို့အတွက်လည်းမရှိမဖြစ်လိုအပ်တဲ့အစွမ်းတတိကိုပေးစွမ်းနိုင်ပါတယ်နံပါတ်2နှလုံးကျန်းမာရေးနဲ့ lycopene စွမ်းအားဒုတိယအချက်ကတော့ဖယဲသီးရဲ့အနီရောင်ကိုဖြစ်ပေါ်စေတဲ့အဓိကဓာတ်ဖြစ်တဲ့ lycopene ဆိုတဲ့အချောင်းပါပဲ lycopene ဟာခရမ်းကျင်တို့ grapefruit တို့လိုအနီရောင်အသီးအနှံတွေမှာတွေ့ရတဲ့အစွမ်းထက်ထအိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တယ်မို့လားဖယဲသီးမှာတော့တခြားသစ်သီးတွေထက်ပမာဏပိုများစွာပါဝင်ပါတယ်ဒီ lycopene ဟာဘာကိုကူညီပေးတယ်လဲဆိုတော့နှလုံးသွေးကြောစနစ်ကျန်းမာရေးကိုအဓိကထောက်ပံ့ပေးပါတယ်သူကသွေးလွှတ်တော်ဒီမှာချစ်တာကျင်းမြောင်းတာတွေကိုကာကွယ်ပေးပြီးသွေးလည်ပတ်မှုစီးဆင်းမှုကိုကောင်းမွန်စေပါတယ်ဒါအပြင် lycopene ဟာအချို့အကန်ဆာဆဲတွေ green ကြီးဝါမှုကိုနှေးကွေးစေနိုင်တယ်လို့လည်းကနုနာသုတေသနတွေကဖော်ပြထားတာကြောင့်ဖယဲသီးဟာစားကောင်းယုံတင်မကကင်ဆာကာကွယ်ရေးမှာပါအကျိုးပြုပါတယ်လို့ဆိုနိုင်ပါတယ်နံပါတ်3ကြွက်သားနာကျင်မှုနဲ့ citrulline စွမ်းဟာတတိယအချက်အနေနဲ့အားကစားလိုက်စားသူတွေဒါမှမဟုတ်ကိုယ်လက်လှူရှားမှုများသူတွေအတွက်အရေးကြီးတဲ့ citrulline ဆိုတဲ့ဓာတ်အကြောင်းကိုပြောပြပါမယ်။ citrulline ဟာတဘာဝ amino acid တစ်မျိုးဖြစ်ပြီးခန္ဓာကိုယ်တွေကိုရောက်သွားတဲ့အခါအာဂျနီအဖြစ်ပြောင်းလဲသွားပါတယ်။ဒီအာဂျနီကလည်း nitric oxide ကိုထုတ်လုပ်ပေးတာကြောင့်သွေးကြောတွေကိုကျဲစေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေတဲ့အတွက်ကြွက်သားတွေကိုအောက်ဆီဂျင်နဲ့အာဟာရပို့ဆောင်ပေးနိုင်ပါတယ်။ရလဒ်အနေနဲ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါဖြစ်တတ်တဲ့ကြွက်သားတွေနာကျင်ကိုခိုင်းတာတွေအညောင်းမိတာတွေကိုတည်တည်တသက်တာရော့ပါစေတာကြောင့်လေ့ကျင့်ခန်းမလုပ်ခင်ဒါမှမဟုတ်လုပ်ပြီးချိန်မှာဖယဲသီးဖြော်ကြီးတောက်ထုံးခြင်းဟာအလွန်ပဲအကျိုးရှိပါတယ်။နံပါတ်4အမြင်အာရုံနဲ့အစာချေစနစ်အားဖြင့်မှုစတုထအချက်အနေနဲ့ဖယဲသီးမှာပါဝင်တဲ့အရေးပါတဲ့အာဟာရဓာတ်တွေနဲ့အမြင်ခြိုက်ဓာတ်ကိုပြောပြပါမယ်။ဖယဲသီးမှာဗီတာမင် A များစွာပါဝင်ပါတယ်။ဗီတာမင် A ဟာညဘက်အမြင်အာရုံကောင်းမွန်စေဖို့နဲ့မျက်လုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တာမို့ဒါအပြင်ကျန်းမာတဲ့အရေးပြဆဲတွေဖွံ့ဖြိုးဖို့အတွက်လည်းအထောက်အကူပြုပါတယ်။ဗီတာမင် C ပါဝင်မှုကတော့ကိုယ်ခံစွမ်းရည်စနစ်ကိုမြင့်တင်ပေးပြီးအသားရည်ကိုနူးပြိုတဲ့ collagen ဓာတ်ထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။ဖယဲသီးဟာရေဓာတ်များပြီးအမြင်ခြိုက်ဓာတ်လည်းအသင်တစ်ပါဝင်လာကြောင်းဦးလန်းကြောင့်လှုပ်ရှားမှုကိုပုံမှန်ဖြစ်စေပြီးဝင်းကြွချင်းကိုကာကွယ်ပြီးကျန်းမာတဲ့အစာချေစနစ်ကိုပိုင်ဆိုင်စေတဲ့စွမ်းသတ္တိပြီးပါတယ်။နံပါတ်5ကိုယ်အလေးချိန်ထိန်းသိမ်းမှုနဲ့အချိုဓာတ်နောက်ဆုံးအချက်5ချက်ကတော့ကိုယ်အလေးချိန်ထိန်းသိမ်းလို့သူတွေတော့သတင်းကောင်းပဲထပ်ပါတယ်။ဖယဲသီးဟာရေဓာတ်အလွန်ငါးပြီးကယ်လိုရီပါဝင်မှုအလွန်နည်းပါတယ်။ဒါကြောင့်အမြောက်များစားသုံးလိုက်မဲ့တောင်ကယ်လိုရီများစားမိမှာကိုစိုးရိမ်စရာမလိုပါဘူး။ဖယဲသီးကိုစားလိုက်တဲ့အခါရေနဲ့အမြင်ချိုက်တဲ့ကြောင့်ဘိုက်ပစ်အတင်းတဲ့ခံစားချက်ကိုမြန်ဆန်ရရှိစေတာမို့မလိုအပ်ပဲအလွန်အကျွံစားသုံးခြင်းကိုထိန်းချုပ်နိုင်ပါတယ်။အချို့မွေးကျွေးတွေတော့အချို့ချွေတူထိုက်ယုံတယ်မကပဲတဘာဝအချိုဓာတ်ရှိတဲ့ဖယဲသီးနဲ့အစားထိုးစားသုံးပေးခြင်းဖြင့်ကျမ်းမာရေးနဲ့ညဉ့်ညစ်တဲ့အချိုပွဲကိုရရှိမှာပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရဲ့ဒီနေ့အစီအစဉ်မှာတော့ဖယဲသီးဟာရေဓာတ်ဖြည့်သိမ်းခြင်းနှလုံးနဲ့ကြွက်သားကျမ်းမာရေးကိုအထောက်ပံ့ပေးခြင်းအမြင်အာရုံနဲ့အစာချေစနစ်ကိုအားဖြည့်ပေးခြင်းနဲ့ကိုယ်အလေးချိန်ထိန်းသိမ်းလာမှာကူညီပေးခြင်းစတဲ့အံ့ဩမဲ့အကျိုးကျေးဇူးတွေပေးစွမ်းနိုင်တယ်ဆိုတာကိုသိရှိသွားပြီလို့ထင်ပါတယ်။ဖယဲသီးရဲ့အစွမ်းတွေကိုခံစားရင်းကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါသေးလို့ဆုတောင်းပေးလိုက်ပါတယ်။နားထောင်ပေးတဲ့တော့အထူးကျေးဇူးတင်ရှိပြီးနောက်ပါမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်။